တွင်းမှာပဲ eliminated shot fight ဖြစ်ပါတယ် Clay Junior အဲ့တော့ MSI နေအနေနဲ့ကတော့ဂျားညက်ပြီးတော့ပြစ်ခတ်နေရတဲ့ပုံစံမျိုးတွေတွေ့မြင်နေရတယ်အဲ့တော့ Master D2K smoke တွေကြားထဲမှာ mini force နဲ့ရှစ်စာပြစ်ချက်အောက်မှာနော်သွားခဲ့ပြီ Gario ပါခေါ်ပြီးရတယ်ဗျ UMI 45 4တိုင်းနဲ့ပဲနောက်တဲ့ player တယောက်ကိုပါခေါင်းလေးထွက်နေတယ်ခေါင်းထွက်လာရင်ခေါင်းပစ်ပေးတာရအောင်ဝင် Gario Master D2K သူတို့ရဲ့ decision ကတော့ OVD ရှိတဲ့ဘက်ကိုပဲတဲ့ပဲတွန်းသွားခဲ့ပြီဗျာ Authorfication Esport တောက်ခံနိုင်မှာမလား D2Y ဒီဘက်တည်းမှာတော်တော်လေး movement တွေကောင်းနေရလို့ပြောနေအတွင်းမှာပဲ eliminated ရအောင်ဝင်နော်ဘာလုပ်တာလဲဘာလုပ်တာမပြစ်ဘူးလားအေးကြုံချင်းနေတလုံးလွတ်တင်ပေးတာလေယောဘာလဲယောပန်နေယောဘာလဲယောကြီးမရှိတော့ဘူးယောဝင်ကြီးမရှိတော့ဘူးယောကြီးစံမရှိတော့ဘူးလို့ပန်ကန်ပြီးသွားတာလို့ယောဝင်ကြောက်ပြီလို့ okay last but အနေထားမှာတော့ winner chicken dinner 3မစရိတ်စားရခဲ့တဲ့ MSI အဲ့တော့ရန်ကုန် Gladico YG အဲ့တော့ဒီပွဲတော့ chicken dinner ပေးလိုက်လို့တော့မဖြစ်ဘူးဗျchicken dinner ပေးလိုက်ရင်၄ဝက်စတိုက် chicken ရသွားရဲဆိုတဲ့စံချိန်ဟိုဒါ MSI နေမှီသွားမယ်ဗျ Rory ဒီဘက်မှာတော့ South 08 နော်နေချင်းRory ရှိတဲ့ဘက်ကတော့တိုးတော့ကြိုးစားနေစိတ်ကလောက်ထားပြဖို့တော့ကြိုးစားနေနောက်မှာ okay တကယ်ကောင်းတဲ့အိမ်မင်းနေအောက်မှာပဲချင်းနော်သွားခဲ့ပြီဗျ South 08မှောက်နေတယ်အဲ့တော့ MSI player FV တယောက်ပဲကြက်မယ် YG player 2ယောက် Romeo Boy အပိုင်ပဲပြစ်ဖို့တော့ကြိုးစားနေတယ်ပုံတိုင်းနဲ့ပဲထွက်တာနဲ့ပြစ်မှာ no require နော်စားရှိရင်ခေါင်းထွက်လိုက်စားရှိရင်ခေါင်းထွက်လိုက်မင်းတို့၄ဘွဲငါတို့ရဲ့စံချိန်ကိုမင်းတို့ပေးမမီတော့ဟာရောအပိုင်ရောက်ရင်ချစ်ကက်တင်တာအပိုင်နဲ့ရောက်ရင်ဟဲ့လုံးကိုတက်သေးသွားတာရောက်ရင် oh my god ရောက်ရင်ကြောက်ပြီလို့ကိုတက်သေးသွားတာလေရောက်ရင်ဟာလက်ခွဲဟမ်မင်းတို့ကခြေရတိုင်းနေတာဟလားမင်းတို့ကခြေရတိုင်းနေတာဒါကြီးတွေနော်V1 မှာတော့၄ဝက်စတိုက် chicken ယူရတဲ့ YG ရဲ့ခြေရကိုဒီကောင်နဲ့အမိလိုက်နေတာဒါမရအောင်နော် YG chicken တင်တာမပေးလိုက်ဘူးလားရောက်ရင်ကိုကတက်သေးသွားတာရောက်ရင်ဒုက္ခပဲ